အားလုံးပဲမင်္ဂလာပါအမျိုးသားများအတွက်မှတ်သားသင့်တဲ့အရာအမျိုးသားတစ်ယောက်အနေနဲ့မင်းရဲ့တာဝန်ကိုမထမ်းဆောင်ဘူးဆိုရင်မင်းရဲ့အမျိုးသမီးကမင်းကိုအမှန်တကယ်လေးစားမှမဟုတ်ဘူးမင်းကအမျိုးသားစွမ်းအားနဲ့ရက်တီမထားရင်သူမဟာမင်းတောင်းတတဲ့ပုံစံအတိုင်းမင်းကိုမချစ်နိုင်ဘူးသူမမင်းကိုချစ်တယ်လို့ထင်နေဒါကမျောလင့်ချက်ပဲဘာလို့လဲဆိုတော့အမျိုးသမီးတွေရဲ့အချစ်ကလဲလဲစရာမဟုတ်တယ်လို့မိခင်ရဲ့ချစ်ချင်းမေတ္တာလို့ချွင်းချက်မရှိတဲ့အရာမဟုတ်ဘူးသူမကိုဦးဆောင်ရန်ညှင်းပယ်တဲ့အမျိုးသားစီကိုဘယ်အမျိုးသမီးမှအညံ့မခံနိုင်ဘူးသူမမင်းကိုချစ်လို့မင်းရဲ့ရုပ်ပိုင်းစိတ်ပိုင်းလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနေတယ်လို့ထင်ရင်လဲဒါကလေထည့်ထားတဲ့ပူပေါင်းလေးကိုခလေးတစ်ယောက်ကင်ထားတယ်လို့ပဲပြက်လွယ်တယ်ပျောက်ဖို့လွယ်တယ်ခဏတာပဲမင်းကအပြည့်အဝမပေးဆက်ရင်သူမရဲ့အပြည့်အဝပေးဆက်မှုကိုလက်ခံလို့မရဘူးမင်းကသူမပွင့်လင်းလာအောင်ဂယုမဆိုင်ရင်သူမရဲ့ချုံမြိန်မှုကိုမြည်စမ်းလို့မရဘူးအမျိုးသမီးတွေရဲ့သဘာဝကအမျိုးသားကိုလေးစားဖို့ပါဒါပေမဲ့သူကသူ့တာဝန်ကိုတေချာလှုပ်ဆောင်တဲ့အချိန်မှသာဖြစ်တယ်လေးစားမှုဆိုတာအတင်းအကျပ်ရယူလို့မရဘူးအမျိုးသားကစိတ်ချရအောင်ဦးဆောင်အောင်ချစ်မြတ်နိုးအောင်လုပ်ပြီးမှသာသူမရဲ့လေးစားမှုကတဘာဝအတိုင်းစီးဆင်းလာမယ်အမျိုးသမီးဆိုတာကြောက်တုံးလို့မာကြောတာမဟုတ်ဘူးသူမကနုညံ့တယ်ပျော့ပြောင်းတယ်တုတ်ပြန်လွယ်တယ်မင်းပြသသမျှကိုသူမကပြန်ထင်ဟပ်မယ်မင်းကမတည်ငြိမ်မှုပေးရင်သူမကတင့်ကိုဗယံပဒါဖြစ်စေလိမ့်မယ်သူမကိုလုံခြုံမှုပေးရင်သစ္စာရှိမှုနဲ့ပြန်ပေးမယ်မင်းပြည့်စုံဖို့သူမမျှော်လင့်တာမဟုတ်ဘူးဒါပေမဲ့မင်းကြိုးစားနေတာကိုသူမမြင်ချင်တယ်မင်းရဲ့အားထုတ်မှုမင်းရဲ့ပါဝင်မှုမင်းရဲ့တည်ငြိမ်မှုကိုသူမခံစားချင်တယ်မင်းသူမအတွက်လုံခြုံစိတ်ချရတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာတက်တည်ပြဖို့လိုတယ်မင်းဒီလိုလုပ်တဲ့အခါသူမမင်းကိုအရာအလုံးပေးလိုက်မယ်သူမရဲ့ကိုယ်သူမရဲ့နှလုံးသားဝိညာဉ်ကိုမင်းစီအပ်လိုက်မယ်မင်းရဲ့ဘဝတစ်ခုလုံးကိုမြင့်တင်ပေးမဲ့နီလန်းတွေနဲ့ဖြည့်ဆည်းပေးလိုက်မယ်မင်းဟာတန်ဖိုးရှိတဲ့အမျိုးသားလို့ခံစားရအောင်နဲ့ဆိုင်တဲ့ချစ်ချင်းနဲ့ချစ်ပေးလိုက်မယ်ဒါပေမဲ့မင်းကတာဝန်မယူဘူးပျော်ညံ့ပြီးမတီမငြိမ်ဖြစ်နေရင်သူမမင်းနဲ့အတူရှိနိုင်ပေမဲ့သူမရဲ့စိတ်နှလုံးအကျွင်းမဲ့ကိုမင်းမရနိုင်ဘူးသူမရဲ့ဘဝအစိတ်အပိုင်းတွေကိုလိုဝတ်ထားလိုက်မယ်ဒါကသူမရဲ့မကောင်းတဲ့အကျင့်မဟုတ်ဘူးသူမရဲ့သဘာဝကယုံကြည်စိတ်ချလို့မရတဲ့အမျိုးသားကိုဘဝတစ်ခုလုံးမပေးနိုင်လို့ပါဒါကြောင့်တာဝန်ယူပါအမျိုးသားတစ်ယောက်ရဲ့တာဝန်ကိုထမ်းဆောင်ပါသူ့အတွက်မဟုတ်သက်သေပြဖို့မဟုတ်မင်းဖြစ်တဲ့ပုံစံအတိုင်းရက်တီဖို့ပါမင်းလှုပ်လိုက်ရင်သူ
သူမရဲ့ချစ်ချင်းတစ္ဆာလေးစားမှုတွေပါအားလုံးညီညွတ်သွားမယ်အမျိုးသမီးတစ်ယောက်ဟာကိုဂုဏ်ယူတတ်တဲ့အမျိုးသားကိုပဲလေးစားတတ်လို့ပါစိတ်နှလုံးအေးချမ်းကြပါစေအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါသည်